မင်္ဂလာပါရှင်။မနေ့က Lefty Sophia Lee ကတော့ရှုံးနိမ့်သွားခဲ့ရပါတယ်။ Body ဈေးကျဆင်းပြီးတော့ Bookie တွေ treat လုပ်တာကိုယုံကြည်မိလိုက်တဲ့အကျိုးဆက်ပါ။ဒီနေ့အတွက်တော့မြန်မာစံတော်ချိန်ည7:00 နာရီခွဲချိန်မှာရှင်မြန်ကစားကြမယ် West Ham နဲ့ Chelsea တို့ရဲ့ London Derby ပွဲစဉ်လေးကိုသုံးသပ်ရွေးချယ်ပေးချင်ပါတယ်ရှင်။ဒီပွဲစဉ်လေးကိုစောကစားခြင်းနဲ့ဆိုရင်တော့ Chelsea မှာ Ivan Koshik ကို 5 long mid တို့ကိုအတန်ဆုံး promotion တွေနဲ့အတူလာရောက်စောကစားလို့ရပါတယ်ရှင်။ West Ham ရဲ့ဒီနေ့အပြောင်းအရွှေ့လှုပ်ဆောင်မှုတွေကစိတ်ဝင်စားဖွယ်မရှိသလိုမထင်မရှားပေါ်ချောင်ကောင်းကစားသမားတွေကိုခေါ်ယူထားတာပါ။မနစ်ကအဓိကကစားသမား Kudus ကိုစပါးကိုရောင်းချထားပြီးအဖွင့်ပွဲမှာလည်း Sunderland ကို3 ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တယ်။ Sunderland နဲ့ပွဲမှာ West Ham ခံစစ်ကအမြင့်ပေါ်ရှင်းရမှာအားနည်းခဲ့သလို Leicester ကနေခေါ်ယူထားတဲ့ဂိုးသမား Hermansen ကလည်းညံ့ဖျင်းခဲ့ပါတယ်။ Chelsea ကပဲလိခံစစ်ကိုမကျော်နိုင်ပဲ Stamford Bridge မှာသရေတမှတ်နဲ့ကျနစ်လိုက်ရတယ်။ပြိုင်ဘက်တွေဖြစ်တဲ့ Man City, Liverpool, Arsenal တို့နိုင်ပွဲရနေချိန်မှာသရေတမှတ်သာရခဲ့တာက Chelsea အတွက်မဖြစ်သင့်ပါဘူး။အခုကန်ရမယ် West Ham ဆိုတာကလည်း London Derby ပြိုင်ဘက်ဖြစ်တာကလွဲရင် Chelsea အတွက်အဆိပ်မရှိပါဘူး။အခုပွဲအတွက် Chelsea က 1+50 အကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးကတော့ 3+60 ပါ။ဒီနေရာမှာ Chelsea အကျော်ပေးထားတဲ့ 1+50 body ဈေးကိုပြော့တယ်လို့ပြောလို့မရပါဘူး။မနစ်က West Ham ကွင်းမှာ Chelsea ကပြ90ပဲအကျော်ပေးခဲ့တာဖြစ်ပြီးတော့ကန်ကာနီးချိန်မှာပြ90အထိဈေးကျသွားပေမဲ့3 ဂိုးပြတ်အောင်ပွဲခံခဲ့ပါတယ်။ Chelsea မှာ João Pedro, Delap, Gitton တို့ကိုအခုရာသီမှာဝယ်ယူထားသလိုငကိုရှိရင်းဆွဲတိုက်စစ်အစုအဖွဲ့နဲ့ကညံဖြင်းတဲ့ West Ham ရဲ့ခံစစ်ကိုဂိုးမရစရာအကြောင်းမရှိပါဘူး။ဒီရာသီအကြိုကာလတွေမှာရောကလပ်ကမ္ဘာဖလားပွဲစဉ်တွေမှာပါ Chelsea တိုက်စစ်ဂိုးတွေအများကြီးသွင်းယူခဲ့တာကိုအားလုံးသိရှိကြမှာပါ။ဒါကို3 ဂိုးသွင်းရင်တဝက်ကျော်ပျော်ရမယ့်ဂိုးပေါင်းဖွင့်လှစ်မှုကသဘာဝမကျပါဘူး။ body အပေါ်ဂိုးအောက်စဉ်းစားတဲ့ပွဲဖြစ်ပြီးတော့ Chelsea ဘက်ကတစ်ဖက်ပိတ်သွင်းဂိုးတွေ Z1, Z2 ရလက်နဲ့ပြီးဖို့ရများတဲ့ပွဲစဉ်မှာတကွက်ထဲရွေးချယ်ပေးရမယ်ဆိုရင်တော့ Chelsea ဂိုးအောက်ကိုပဲဒီနေ့အတွက်ရွေးချယ်ပေးလိုက်ချင်ပါတယ်ရှင်။အားလုံးပဲလောင်းသမျှပေါင်းပြီးတော့ရွေးချယ်မှုတွေမှန်ကန်ကြပါစေရှင်။